ရှင်တို့တရားမင်းရဲ့ပရပိုက်ထဲမှာထဲမဲ့ခံမှာမကြောက်ဘူးလားတကြံကာလအတွင်းကောင်းမှုကုသိုလ်ပြုလုပ်တဲ့သူတွေကိုရွှေပြည်လွာထဲမှာထဲမှတ်တယ်လို့ရှင်တို့လိုမျိုးမူးရတောက်စားပြီးအကျင့်ပြက်တီလားပြက်နေတဲ့သူတွေကိုခွေးရပရပိုက်ထဲမှာထဲမှတ်ခံမှာရှင်တို့မကြောက်ဘူးလားဘာစီချားလဲရှူကားတဲ့ကြီးလားဘာလာပြောနာလဲမင်းတို့ဒီလောက်တော့မူးယူနေတာကိုယ့်နေရာကိုပြန်ဖို့ကောင်းတယ်ဟဲ့ရမင်းနဲ့ပါဆိုင်လို့လေလောက်လေးမလောက်စားနဲ့ဟာဒီကောင်ဝတ်ဖို့ဝါဒီနေ့ရေမပတ်တော့ဘူးပတ်တော့နှစ်ပြည်ရတရားမင်းရဲ့ဝရစင်လည်းနဲ့အတန်ပါလားငါနှစ်ပြည်ပြန်ပြီငါရဲ့အမတော်တွေနဲ့အတူတောင်းဝင်ပြန်လေထမ်းဆောင်ဖို့အချိန်တန်ပြီတော့ခင်မလေးပြန်ဖို့အချိန်တန်ပြီနော်နေရောဗျာညီလာတို့ပြန်ရတော့မယ်ပြန်ဖို့ချိန်တန်ပြီဒီလာတော့ပြန်ရတော့မှာပေါ့နော်တကြံပြီးရင်ပြန်ရမယ်ဆိုတာကျွန်တော်ကြိုပေးပြီးသားပါဒီနေ့တကြံမှာကုလိုကောင်းမှုတွေပျော်ရွှင်ကြည်နူးစရာအမှတ်တရတွေအများကြီးရှိခဲ့တယ်နောက်နေ့တကြံကြရင်လည်းညိုရိုးလို့စီပြန်လာလေဦးနော်ကိုနေတော့မြုံနေမယ်နေကိုပြောတယ်လို့ပဲတကြံမှာအတူရှိခဲ့တဲ့ကုသိုလ်ကောင်းမှုတွေပျော်ရွှင်ကြည်နူးမှုတွေအမှတ်တရတွေအများကြီးရခဲ့တယ်လူသားတယောက်ဖြစ်တယ်နေဦးပေးခဲ့တဲ့မြတ်တာတွေအများကြီးကိုလေနီလာရခဲ့ပါတယ်ဒါပေမဲ့နေဦးရဲ့ရင်ထဲမှာရှိနေတယ်နီလာဆိုတဲ့ဒီလူသားလေးမရှိတော့ရင်ဒီနေ့မှနေဦးတယောက်လွမ်းပြီးခံစားနေရမှာမချစ်ရဘူးမမြင်ရဘူးဒါကြောင့်နေဦးနဲ့နီလာတို့အတူရှိခဲ့တယ်ဒီနေ့ရဲ့အတားတကြံအမှတ်တရတွေကိုအိမ်မက်တစ်ခုလို့တနိုင်ဆန်းဆန်းအနေနဲ့ပဲနေဦးစီမှာထားခဲ့မယ်နော်အေးလာပြီ